အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့မြန်မာစကားပုံပုံမြင်လေးတစ်ပုဒ်ဖြစ်တဲ့ပူနေမြဲကြားနေမြဲဆိုတဲ့ပုံမြင်လေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်ရှေးခါတော့ကတောအုပ်ကြီးတစ်ခုရဲ့အနားမှာမောင်ပိုးလို့ခေါ်တဲ့လေသမားလေးတစ်ယောက်ရှိတဲ့မောင်ပိုးဟာစိတ်သဘောထားနူးညံ့ဖြူစင်ပြီးမိမိရဲ့လေယာလုပ်ငန်းနဲ့ပဲအေးအေးချမ်းချမ်းနေထိုင်သူဖြစ်တယ်ဒီနေ့မှာတော့မောင်ပိုးဟာလဲထွေးပင်ပန်းလာတာနဲ့တောဆက်ကတစ်ပင်ရိပ်ကလေးမှာနားနေစဉ်တောထဲကနေကြားကြီးတစ်ကောင်ထွက်လာတာကိုတွေ့လိုက်ရတယ်တဲ့ထူးခြားတာကအဲ့ဒီကြားကြီးဟာတခြားသားရဲတွေလိုရန်လိုခြင်းမရှိပဲမောင်ပိုနဲ့ရင်းရင်းနှီးနှီးစကားစမြည်ပြောဆိုလာရာကနေသူတို့နှစ်ဦးဟာမိတ်ဆွေတွေဖြစ်သွားကြပါတော့တယ်တရက်မှာတော့ကြားကြီးကမောင်ပိုကိုအဆွေမောင်ပိုငါဟာတောထဲမှာပဲနေရတာညင်းငွေ့လာပြီလူတွေရဲ့ရွာထဲမှာဘလို့နေထိုင်စားတော့ကြတယ်လဲဆိုတာသွားကြည့်ချင်တယ်လို့ပူဇာလေတော့တယ်။မောင်ပိုကမဖြစ်ဘူးကြားကြီးရဲ့လူတွေကကြားဆိုရင်ကြောက်ကြတယ်။မင်းရွာထဲဝင်ရင်ပြဿနာတက်လိမ့်မယ်လို့အဖန်ဖန်တားပေမဲ့ကြားကြီးကတော့နားမထောင်ပဲညစ်တဲ့တကောင်မှာရွာထဲကိုခိုးဝင်သွားခဲ့တယ်။ရွာထဲရောက်တဲ့အခါကြားတဘာဝအတိုင်းရွာသားတွေရဲ့နွားတွေကိုကိုက်သက်စားတော့မိရာကရွာတစ်ရွာလုံးထိတ်လန့်တုန်လှုပ်ကုန်ကြတာပေါ့နောက်တစ်နေ့မနက်မှာတော့ဒေါသထွက်နေတဲ့ရွာသားတွေကကြားကိုဖမ်းဖို့ခိုင်ခန့်နဲ့ထောင်ချောက်ကြီးတစ်ခုဆင်ထားလိုက်ကြတယ်မကြခင်မှာပဲကြားကြီးဟာအစာမက်ပြီးထောင်ချောက်ထဲကိုကျုံဝင်သွားပါတော့တယ်ထောင်ချောက်ထဲမှာပိတ်မိပြီးအော်ဟစ်နေတဲ့ကြားကြီးကိုတွေ့တော့မောင်ပူဟာတနာစိတ်ဝင်လာမိတယ်သူဟာငါမိတ်ဆွေပဲရွာသားတွေတတ်တာကိုတော့အသေးမခံနိုင်ဘူးလို့တွေးပြီးလူသူကင်းရှင်းတဲ့အချိန်မှာထောင်ချောက်ကိုဖွင့်ပြီးကြားကြီးကိုလွတ်ပေးလိုက်တယ်။ဒါပေမဲ့လွတ်မြောက်သွားတဲ့ကြားကြီးဟာကျေးဇူးတင်စကားပြောရမယ့်အစားမျက်လုံးအစုံကအယောင်တောက်လာပြီးမောင်ပိုမင်းငါ့ကိုလွတ်ပေးတာတော့ကောင်းပါတယ်။ဒါပေမဲ့ငါအခုအရန်ပိုက်စာနေပြီမင်းကိုပဲစားရတော့မယ်လို့ကျင်းဝါလေတော့တယ်။မောင်ပိုကဟာကြားကြီးမင်းသိတ်လွန်တာပဲငါကမင်းရဲ့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်လေးလို့ပြောပေမဲ့ကြားကြီးကတော့လူတွေကငါ့ကိုတတ်ဖို့ထောင်ချောက်ဆင်ခဲ့တာမင်းကလည်းလူပဲလေဒါကြောင့်မင်းကိုစားတာတရားမျှတတယ်လို့အတင်းအဓမ္မညင်းခုန်ပါတော့တယ်နောက်ဆုံးမှာတော့သူတို့နှစ်ဦးဟာလမ်းမှာတွေ့တဲ့ယုံပညာရှိထံမှအဆုံးဖြတ်ခံယူဖို့သဘောတူလိုက်ကြတယ်ယုံလေးကအကြောင်းစုံကိုနားထောင်ပြီးတဲ့နောက်မျက်မှောင်ကျုပ်ခါစဉ်းစားဟန်ပြုပြီးဒီကိစ္စကတော်တော်ရှုပ်ထွေးတာပဲအမှန်တရားကိုသိရအောင်မူလကဘလို့ဖြစ်ပျက်ခဲ့တယ်လဲဆိုတာအခင်းဖြစ်တဲ့နေရာမှာတွားပြီးတရုပ်ပြမှဖြစ်မယ်လို့ဆိုကထောင်ချောက်ရှိရာကိုခေါ်သွားခဲ့တယ်။ထောင်ချောက်နားရောက်တဲ့အခါယုံကလေးကကဲကြားကြီးမင်းအစကဘလို့ပုံစံနဲ့ဒီထဲမှာပိတ်မိနေတာလဲလို့မေးလိုက်တယ်။ကြားကြီးကလည်းယုံကိုအထင်သေးပြီးဒီလိုပေါ်ကွာဟုဆိုကထောင်ချောက်ထဲကိုခုံဝင်ပြလိုက်တယ်။အဲ့ဒီချိန်မှာပဲယုံကလေးကမောင်ပူကိုမျက်ရည်ပြပြီးချက်ချင်းပိတ်လိုက်တော့မောင်ပူကလည်းလက်သွက်ချေသွက်နဲ့ထောင်ချောက်တကားကိုဝုန်းကနေပိတ်ချလိုက်ပါတော့တယ်။ထောင်ချောက်ထဲမှာပြန်လည်ပိတ်မိသွားတဲ့ကြားကြီးကိုကြည့်ပြီးယုံပညာရှိကအခုလိုပဲအဆုံးဖြတ်ပေးလိုက်တော့တယ်။ပူနေမြဲကြားနေမြဲလူကအပြင်မှာနေမြဲနေကြားကထောင်ချောက်ထဲမှာနေမြဲနေစီတော့ကျေးဇူးရှင်ကိုရံမှုခြင်းတဲ့သူဟာမိမိရဲ့မူလဒုက္ခဆိုတဲ့မှာပဲပြန်လည်ခံစားရစမြဲပဲ။ဒီပုံမြင်လေးကတော့ကျေးဇူးမသိချက်တဲ့သူကိုဘယ်တော့မှမယုံကြည်အပ်ဘူးဆိုတဲ့သင်ခန်းစာနဲ့ဉာဏ်ရှိလျင်ဘေးအန္တရာယ်မှလွတ်မြောက်နိုင်သည်ဆိုတဲ့အကြောင်းကိုပြောပြထားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။အခုလိုမြမရွရစကားပုံပုံမြင်လေးတွေနဲ့သမိုင်းနောက်ခံပုံမြင်လေးတွေကိုကြည့်ရှုခန်းစားနိုင်ဖို့ဒီ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။